မေတ္တာများများပွားလာတဲ့ပုဂ္ဂိုလ်တွေဟာဒီရှင်နေကဒေါသဟာဘဝနဲ့ချီပြီးတော့ပျောက်ကင်းနေတတ်တယ်ရှင်နေမှာဒေါသမပေါ်ပြီးသဘောကောင်းတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့သူ့ရဲ့ဘဝအတွေ့အကြုံကိုပြောပြတဲ့အခါမှာအရကောဟုတ်တော်ဝါမေတ္တာစိတ်တံတတ္တဝတ္တာနိဘာဝယေတတ္တကပ္ပိပြမနောပြမလောကေတတ္တမအကောဒနောဟာသူဟာဘယ်တော့မှစိတ်မဆိုးဘူးတဲ့ဘာကြောင့်စိတ်မဆိုးဘူးတာတုံးဆိုအတိတ်ဘဝတုန်းကအရကဆိုတဲ့ဆရာကြီးတူဖြစ်ခဲ့တယ်ယသိဆရာကြီးတူဖြစ်ခဲ့တယ်အဲ့ဒီယသိဆရာဖြစ်တဲ့အချိန်တုန်းက9 နှစ်ကြာအောင်မေတ္တာဘာဝနာနဲ့လွှမ်းထုံခဲ့ဖူးတယ်ပေါ့မေတ္တာကိုလေ့ကျင့်ခဲ့တယ်9 နှစ်လေ့ကျင့်ထားတဲ့မေတ္တာဆံရဲ့စွမ်းကြောင့်သူဟာဒီဘဝမှာဒီရှည်လျားတဲ့ကဘာပေါင်း9 ကဘာထိအောင်ပြမပြေမှာစိတ်လုံးဝမဆိုးဘူးတဲ့ပုဂ္ဂိုလ်အနေနဲ့ဖြစ်ခဲ့